တာချီလိတ်မြို့မှာအတုပ်ပရင်လိုတင်စားကြတဲ့အထိအတုပ်လက်ရအရန်ကောင်းတဲ့အတုပ်ဆိုင်လေးတစ်ဆိုင်စီကိုဟင်းမြို့ကခေါ်ဝါပေးပါမယ်ခင်ဗျာအခုလိုမျိုးရာသီဥတုကလည်းအရန်ပူပြီးတော့မှဂရင်းတွေလည်းပြက်စီပြန်ဟင်းတွေထမင်းတွေလည်းမစားကျင်တာနဲ့အတုပ်ဆောင်လေးသွားပြီးတော့စားခဲ့ပါတယ်ဆိုင်နေရာလေးကတော့ပါလီယန်တစ်လမ်းမကနေတန်းလာပြီးတော့မှပါလီယန်နှစ်ပတ်မကွေ့တဲ့လမ်းလေးမရောက်ခင်မှာဒီဆိုင်ရဘေးကက်ရမှာရှိပါတယ်ခင်ဗျာကျွန်တော်ကတော့အစုံသုံးတဲ့တဝူးတုပ်ကိုမစားကြည့်ခဲ့ပါတယ်ခင်ဗျာသူ့ရဲ့အတုပ်လက်ရာကပြည့်ပြည့်နဲ့ကြီးမဟုတ်ဘဲနဲ့အချင်းရီရွှဲရွှဲလေးတုပ်ပေးထားတာကြောင့်ဒါတေဥထုနဲ့အရန်ကိုမှလိုက်ဖက်ပြီးတော့တော်တော်လေးကိုစားလို့ကောင်းပါတယ်ခင်ဗျာတခုမှကျင်တာကတော့ဦးလေးကြီးရဲ့ငရုတ်သီးကြော်ကအရန်ဆက်တဲ့အတွက်ကြောင့်ကျွန်တော်လိုအဆက်မစားနိုင်ရင်ဆက်လျှော်ပြီးမှပေးပါခင်ဗျာတို့ဦးတုပ်လေးကလည်းအပိုလိုမရှိကွက်တီဖြစ်နေပြီးတော့ထမင်းပြူလေးနဲ့တွဲစားရင်တော်တော်လေးလိုက်ဖက်မယ်လို့ထင်ပါတယ်ခင်ဗျာအခြားအတုပ်တွေလည်းစားကောင်းတာကြောင့်မလို့ဂရင်းပြတ်နေရဆိုလို့ရှိရင်ဒီဆိုင်လေးမှာတော့စားကြည့်ဖို့ recommend ပေးပါရခင်ဗျာပြီးရင်တော့ပါလီယန်တစ်ထဲမှာပဲရှိတဲ့ MK Tattoo ဆိုင်မှာမွေးသစ်အမှတ်တရအနေနဲ့ပိုက်စီ9နှကောင်ပျော်မြူးနေတဲ့ပုံလေးသွားထိုးခဲ့ပါရခင်ဗျာစေသားအကောင့်ကိုသုံးပေးထားပြီးတော့ဒီအကိုကအခုလိုမျိုး fancy tattoo လေးတွေတော်တော်လေးကိုကျွမ်းတယ်လို့ပြောလို့ရတယ်ပေါ့နော်တတူအကြောင်းတော့အများကြီးမသိလို့တတူထိုးချင်တယ်ဆိုရင်ဖုန်းနံပါတ်39944133လုံး834ကိုဆက်သွယ်ပြီးအသေးစိတ်မေးမြန်းနိုင်ပါတယ်ခင်ဗျာဆိုတော့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကို like and share လုပ်ပြီးတော့ကျွန်တော်ကိုကူညီပေးပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာထပ်ပြီးဆုံတွေ့ရအောင်လို့ကျွန်တော်ရဲ့ Facebook TikTok YouTube channel တို့ကို like and follow လုပ်ထားဖို့မမေ့နဲ့နော်တတာ